မင်္ဂလာပါဒီနေ့ကတော့ပဇွန်ထုတ်လေးတွေရှက်စားမှာဖြစ်ပါတယ်ပဇွန်ထုတ်လေးတွေကိုရေချိုးတန်းဆင်ပြီးတော့စနွင်းမုံရေအရရမုံရေနေထားလိုက်ပါမယ်ရှင်ကြက်တုံဖြူကြက်တုံနေလေးလည်းထောင်းထားလိုက်ပါမယ်ရှင်ဒေအိုးလေးကိုစီထည့်ပြီးတော့စီပူလာရင်ကြက်တုံဖြူကြက်တုံနေထောင်းထားတာလေးကိုစီတက်လိုက်ပါမယ်ဒီနေရာမှာကျမကစီအများကြီးမစားတဲ့အတွက်ကြောင့်စီနည်းနည်းပဲထည့်ပါတယ်စနွင်းမုံထည့်မယ်အယောင်နေမုံထည့်ပါမယ်ပြီးလို့ရှိရင်မှုေးသွားတဲ့အထိမှုေးလိုက်ပါမယ်မှုေးသွားပြီးဆိုရင်ပဇွန်ထုတ်လေးတွေကိုထည့်လိုက်ပါမယ်ရှင်ထည့်ပြီးတော့လုံးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ခရမ်းချင်ဒီလေးကိုထည့်ပြီးတော့ထပ်လုံးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ရေနွေးလေးနည်းနည်းထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်ရှင်ရေလေးလေးခန်းသွားပြီဆိုလို့ရှိရင်တော့ဒါဘယ်လိုခေါ်လဲဖက်ကြီးကလားလားရှမ်းနန်နန်လားကလားနန်နန်လားကျမတို့ကတော့ဖက်ကြီးကလားလို့ခေါ်ပါတယ်ထည့်ပြီးတော့ဒါဆိုလို့ရှိရင်မှုေးပြီးတော့ပဇွန်လုံးလေးအနံ့လေးကမှုေးအရွက်နံ့လေးကလည်းမှုေးပြီးတော့အရန်စားလို့ကောင်းတဲ့ဟင်းတစ်ခွက်ရသွားပါပြီရှင်